မိတ်ဆွေခုနှစ်သားသမီးအားလုံးမင်္ဂလာပါအပတ်စဉ်အင်္ဂါနေ့တိုင်းခုနှစ်သားသမီးတွေရဲ့တပတ်စာကံညီမာလေးပြောပြပေးမယ်အင်္ဂါသားသမီးတွေအားလုံးအပေါင်းလေးနဲ့အသေးပေး share တော့ပါအင်္ဂါသားသမီးတွေအတွက်အင်္ဂလိပ်လို30ရက်9လပိုင်း2025နေ့6ရက်10လပိုင်း2025ဒီတပတ်စာကံညီမာလေးပြောဘူးအဲ့တော့ဒီတပတ်တာကာလအတွင်းမှာအင်္ဂါသားသမီးတွေကထူးထူးခြားခြားအပြောင်းလဲတွေကျုံရတတ်တယ်အလုပ်ပြောင်းလာတာအိန္ဒိယထိုင်းရင်းနေနဲ့ပတ်သက်တဲ့ပြောင်းလဲခြင်းပြောင်းရွှေ့ခြင်းတွေကျုံရတယ်လို့ပေါ့နော်မိမိလက်ရှိလောက်ကင်နေတဲ့လုပ်ငန်းဆောင်တာအသီးတွေနဲ့ပတ်သက်တော့ဟတ်ချလောင်ရောက်ဆိုရောက်ပျောက်ဆိုပျောက်ဆိုပဲเนาะအကူညီကောင်းထောက်ပံ့ကောင်းတွေမြောက်များစွာတွေ့ရတယ်လို့ပေါ့เนาะနတ်ဒီဝါတရားမင်းတွေကူညီမဆတယ်လို့ပဲတဲ့အဆဆရရအစဉ်ပြေးနေတတ်တဲ့အောင်မြင်နေတတ်တယ်ပေါ့เนาะအော်စရာကောင်းလောင်းအောင်တိုးတက်ခြင်းတွေပြောင်းလဲခြင်းတွေကျုံရဆုံးရမယ်နောက်တစ်ခုကတည်င်းကောင်းတွေလည်းအမတန်ကြားရမယ်အချိန်ခါကာလတွေပဲအဲ့ဒီဆောင်းတာတွေနဲ့ပတ်သက်ပြီးတော့မိမိစီကိုမကြာခဏရောက်ရှိတာခရီးနဲ့ပတ်သက်တော့ကိစ္စတွေနဲ့ပတ်သက်တဲ့ရဝေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြည်ပနဲ့ပတ်သက်ပြီးဆက်ဆက်နေတဲ့လုပ်ငန်းဆောင်တာအသီးသီးတွေဆိုလို့ရှိရင်ထူးထူးခြားခြားအောင်မြင်မယ်တိုးတက်မယ်ကံတရားကြီးတန်ဖိုးမှုတွေကြောင့်လက်ရှိအခြေအနေတွေပို့ပြီးတော့မြင့်မားသွားမယ်နေရာထိုင်ခင်းကိစ္စလေးတွေအဆောက်အအုံနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထင်းငေါ်အခက်ခဲလေးတွေပြဿနာလေးတွေကြုံရမယ်ပေါ့နော်အဲ့တော့ဘာသာရေးကိစ္စတွေတင်နန်းကိစ္စတွေအထူးအောင်မြင်မယ်စက်ပစ္စည်းတွေလက်စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အတိအစမ်းတွေမိမိလိုချင်လာတယ်မဖြစ်မနေဝယ်ရမယ့်စက်ပစ္စည်းအတိအစမ်းတွေလည်းရရှိလာတာမျိုးတွေကျုံဝဆုံးအလုံးမှာတော့ရန်ဒီပေါ်တတ်တယ်ဗျနော်ရန်ဒီပေါ်များတတ်တယ်အကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အစင်မပြေတတ်ဘူးပေါ့နော်နားလည်မှုတွေလွယ်တတ်တယ်မိမိဘလောက်ပြင်မဲ့စူးစမ်းရုန်းကန်လှုပ်ရှားနေတယ်နော်အကြီးအကဲရဲ့ညွှန်ညွှန်မှုယာရုတွေတိုးဖို့တွေရှိတယ်ဆိုရင်နှောင့်နှေးနေတတ်တယ်ကျဉ်းကြာနေတတ်တယ်တဲ့နော်အဲ့တော့တကယ်ချင်းအပေါင်းအသင်းတွေစီမှာမိတ်ဆွေအပေါင်းအသင်းတွေစီမှာတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရရှိမယ်ပေါ့နော်အဲ့တော့အချစ်ရေးငယ်ရလူနဲ့ပတ်သက်လို့ချင်းကြည်နူးစိတ်ချမ်းသာဖို့ချစ်သူတဘာဝပျော်ရွှင်စရာကံကောင်းတယ်အိမ်အောင်ရှိတဲ့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဂျားလူတွေကြောင်းစိတ်ညစ်ရမယ်စိတ်ပင်ပန်းစိတ်အနှောက်အယှက်တွေကျုံရမယ်စိတ်ဝမ်းကွဲစရာလေးတွေကျုံရမယ်နော်ကျမ်းမာရေးလေးတွေဂရုစိုက်တာကိုခန္ဓာမှာဖြစ်တဲ့ရာရန်ခြင်းအဖုအချိတ်ဒါမျိုးကျမ်းမာရေးတွေတတိထားအဲ့တော့ဒီတစ်ပတ်တာကာလတွေမှာပေါ့အင်္ဂါသားသမီးတွေကမိမိရဲ့ကံအစိုးညံ့လေးတွေပြည့်ပြောက်တော့ကံကောင်းခြင်းမင်္ဂလာအဖျားဖျားလေးတွေရရှိအောင်မိမိနေအိမ်ဖျားမှာကံမာပန်းလေးလှူဒန်းခြင်းအဖြစ်မိမိလိုတဲ့စုကိုအကြနာစုတောင်းပါအားလုံးကြီးပွားချမ်းသာအောင်မြင်ပါစေဆရာစီမှာကလေးနာမည်ပေးစိုင်းနာမည်ပေးလုပ်ငန်းနာမည်ပေးဒီဆရာစီမှာတောင်းလို့ရပါတယ်နော်ကလေးနာမည်ပေးဒီဟော့ဆယ်အနေနဲ့လုပ်ရင်နေတွေကိုကားကြီးတင်းဖို့ပြရန်ကုန်လူတော့ကျွန်တော်တတိပါအပ်ပြီးတော့ဆရာဖုန်းနံပါတ်လေးလည်းတင်းပေးထားပါတယ်နော်အားလုံးချမ်းသာကြမ်းပါပျော်ရွှင်ပါစေ